မာရာရာဆိုတာဘလောက်ကြမ်းဘလောက်တော်ရရှိနိုဘီလဲဆိုတော့မြေဝါထိတယ်မမြင်ဘူးသေးပေမဲ့မာရာရာဟာသူကိုယ်တိုင်သူ့ရဲ့အသုံးမကျမှုတွေကိုစတင်ပြသကကလေးတွေစုထားတဲ့စစ်တပ်ကြီးတွေကိုပြေးဝင်လာပြီးရော့လီတောင် AC ဖိုက်လို့ရတဲ့အာဝါရာရှိနိုဘီလေးတွေကိုရှာရင်းခိုင်းနဲ့အသေးတောင်ရှာနေရပြီး4-50ရာလောက်နဲ့ရှာပြီးတဲ့အခါမှာတော့ဟိုကလေးမလေးတဲမရဲ့လေတန်းတစ်ချက်ကိုရှာရင်းခိုင်းရမမြင်နိုင်တဲ့အပြင်ရိုက်ခတ်လိုက်တဲ့လေးပါဝါကြောင့်ပေ50လောက်လွင့်ထွက်သွားပါသေးတယ်ဒီလိုနဲ့မာရာရာဟာ9နိုင်ငံပေါင်းထားတဲ့ကလေးတွေရဲ့စစ်တပ်ကိုတုံ့လှုပ်သွားပြီးသူ့ကိုရှိန်သွားအောင်ဆူဆာနိုကြီးကောက်ထုတ်ပြပါတယ်အဲ့ဒါကိုတဲရွာဂါရာဆိုတဲ့ကောင်လေးကဆူဆာနိုကြီးတွေကလွယ်လွယ်လေးနဲ့မာရာရာကိုဆွဲထုတ်ပြလိုက်တဲ့အပြင်နာရူတိုကလည်းရာဆင်းရှူရိခန့်နဲ့ပြလိုက်ထားမို့မာရာရာဟာစစ်ပွဲအစမှာတွေရင်းနှင်းကန်းတွေပါကောက်ကထုတ်ပြီးကလေးတွေကြားထဲမှာအသေးအံရွာလဲနေခဲ့ပါတယ်အဲ့ကနေရှက်ကိုရှက်ကန်နေဖြစ်လာပြီးကြီးကောင်ကြီးမနဲ့ကလေးတွေကိုမလုံတဲ့အရာကိုလုပ်ပါတော့တယ်အရွယ်ချင်းရှင်သူနဲ့ဟာရှီရာမာနဲ့မှရွယ်တူဟာရှီရာမာနဲ့ဆူနာတွေကမြေးတော့တာမို့ပြန်တွက်ကြည့်လိုက်တာမြေတီတုတ်ကျွတ်ဆက်အရွယ်လေးတွေကိုရှာကရာမကုံတိုင်းအုတ်ကခဲကြောက်တုံးကြီးနဲ့ဖိသက်ပါတယ်တဒုံမရလို့နှစ်တုံးနဲ့ဖိသက်ထားတော့မျိုးဆက်သစ်ရှိနိုဘီလေးတွေကအာဝါရာရှိနိုဘီလေးတချို့ပဲတတ်နိုင်လိုက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရွာဘက်မှာပြောကြတာရှိပါတယ်မာရာရာဟာဂူထဲမှာရှာကရာပါဝါတွေနဲ့အစီအစဉ်ကြနာနာဆွဲခဲ့ပေမဲ့နောက်ဆုံးနာနာပါဝါဖြစ်သွားတာမို့မာရာရာဟာတကယ်ကိုအသုံးမကျတဲ့အပလာပါဗျာ